စုသမရမြန်မာနိုင်ငံတော်အစိုးရအမိန့်အမှတ်38မြင်းဆောင်2020အား1382ခုနှစ်တကူလာပြည်ကျော်17ရက်2020ပြည့်နှစ်ဧပြီလ18ရက်ဒီနေ့ရက်စွဲဖြင့်ထုတ်ပြန်ပါတယ်။အဲ့ဒီအမိန့်အပြည့်စုံမှာကိုဒီထဲမှာမမေရှိနေတယ်လေမမေငါတို့နဲ့တူတူရှိနေရလေညီမလေးရဲ့ဒီအချိုးအိုးလေးကိုသွင်းပြီးမတကြိုပဲချိန်ထိမမေကငါတို့ရဲ့အနာမှာတူရှိနေတာပဲထားလို့ရတယ်လေငါအိပ်ပျော်သွားတာငါနိုးလာတော့လေနည်းနည်းလေးကိုနည်းသွားဖြစ်နေလောကကြီးမှာကြောက်တတ်တဲ့သူကပဲကြောက်စရာကောင်းတယ်ရှုံးရမှာကြောက်တယ်ဒီစိတ်ရမှာကြောက်တယ်ချမ်းသာဖို့နီးလန်းမျိုးစုံတုံးရင်လည်းလူတို့ပေါ့ဘူး